လိုက်တာလာမိုက်တယ်နော်ဘူကေနဲ့တိုင်းယောက်ျားလေးမွေးတယ်မိတိုင်းခံစားရတာရှက်လို့မပြောတာတည်နေတယ်လေစကြဝဠာကြီးတစ်ခုလုံးမှာအမေဒီနဲ့နောက်တိုင်းဝင်ကျေးဇူးရှင်ပါလေဒါလေးကြောင့်ပြောရမလားလို့ညီစေကစမြမြင့်မို့တမကပဲစံလုံးမဲ့ဒီဒီမမေးနဲ့အမေသားလေးမိမရရင်အမေသိမှာပါလေနာကျင်သူပဲမဲ့လေနာကျင်မတူပါဘူးလေစိတ်ကူးလေးကတောင်းလာပြီမရတဲ့တမ်းမစိတ်တကဝင်ပြီလေဟဲ့ဆိုမဲ့စိတ်တကပါရောက်သမားကြီးတာမဲဒီတစ်ချင်းတော့မရဟာ ဟုတ်လားဒီလူမလေးတော့ကောင်းတော့မလို့လူမလေးအဲ့အောင်လို့ကောင်းပါလက်မဦးတို့ပြောပါရပါလားဦးအားလုံးပါကျွန်တော်တို့ဒီကောင်မောင်မတွေအားလုံးဒီဘုရားဘွဲတော်ယူကြောက်လာတဲ့အပြည့်တွေရှိတာသူကရေးတဲ့ထည့်နေတယ်လူငွေရရှိငွေရတော့9သိန်း4,450ရှိပါတယ်ကဲ10သိန်းလို့တော့သတ်မှတ်ထားလိုက်လူတဲ့ပတ်စံအကုန်လူလိုက်မယ်တကယ်ဟုတ်ကဲ့အားလုံးလူငွေ10သိန်းရပါတယ်ဒီကနေ့တော့ဒီကောင်ကလူကြီးများခင်ဗျာကျွန်တော်ညီမလေးဖြူတွေးရတယ်ပြီးတော့ခေါင်းလာလူကြီးတွေကိုဒီဖျားကြီးကိုကျေပြားချင်းတို့အတွက်လူငွေကိုအများစုမှာရှိမှာကျွန်တော်လူလဲနေပါတယ်ဟုတ်ပါတယ်ဒီမှာ9သိန်းဆိုတော့10သိန်းပြည့်သွားပြီကောနော်တမီ3သိန်းထည့်လိုက်ပါမယ်အလူငွေ3သိန်းပါကျေးဇူးပါအားလုံးသာဓုခေါင်းပေးကြပါခင်ဗျာဟုတ်ပါဘူးဒီအားချီရမယ့်ပြိတ္တကြီးနဲ့ရေစက်ဆောင်ခြင်းလို့အခုတော့ရေစက်ကဆုံးပြီလေနောက်ဆိုရင်လည်းဒီတဲ့မိုးဆုံးသွားဟုတ်ကဲ့လူကြီးခင်ဗျာကြောက်ရောက်ပေးကြပါရဲ့လေးသားစွာဖိတ်ကြပါပါတယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲโอเคဒီကအားလုံးပဲချွေးနေမယ်ကြာဟောဒီတည်းကကြာချင်တယ်မြန်ကြာလောက်သမီးရလဲပြောက်သွားတော့ဘယ်လိုလုပ်လဲပြောက်သွားဘယ်လိုလုပ်လဲပြောက်သွားတော့